ဒီနေ့ရဲ့တားကောင်ဖြစ်ခဲ့ရတဲ့သူတွေထဲမှာဘသူရဲ့အလောင်းမှခေါင်းနဲ့ကိုယ်နဲ့တွဲလျက်သားပြန်မတွေ့ခဲ့ဘူးပါဘူးဇလန်းအစမှာကြောင်ရင်မှုတွေနဲ့ရှင်တန်နေရတဲ့ဝေးလန့်ခေါင်းပြတဲ့ရွာလေးတရွာကိုပြတ်သက်ထားပါတယ်ဒီရွာမှာမြစ်ပတ်ဝန်းကျင်မှာနေထိုင်တဲ့ခေါင်းပြတ်နှက်ဆိုးတဲ့ကောင်ကြောင့်ထိတ်လန့်စရာတဏှာရီတစ်ခုပြန့်နှံ့နေပါတယ်အဲ့ဒီတတော်ဟာအနားကိုလာရတဲ့သူမှန်တယ်မြောက်လိမ့်လန့်ဖန်စီပြီးခေါင်းဖြတ်တက်ကခေါင်းမပါတဲ့အလောင်းတွေကိုမြစ်ထဲကနေပြန်ပစ်ထုတ်လိရှိတယ်လို့ဆိုကြပါတယ်စပိုင်းမှာတော့ဒါဒဏ္ဍာရီတစ်ခုတည်းမပေါ်ဘူးလို့ယူဆခဲ့ကြရင်တဖြည်းဖြည်းနဲ့တားကောင်တွေရှိလာခဲ့ပါတယ်လူတွေကကြောက်လန့်လာကြပြီးမျက်နှာကိုမရှင်းကပ်ရဲကြတော့ပါဘူးလမ်းမသွားရဲ့လူဒါမှမဟုတ်မစင်မရှင်းသွားမိရဲ့လူမှန်သမျှနောက်ပိုင်းမှာခေါင်းမပါတဲ့ကြောင်ရဲ့ဖွဲ့ရှည်အနေနဲ့အသေးပြန်တွေ့ရလို့ရှိပါတယ်ရွာသားတယောက်ပျောက်ဆုံးသွားရင်ဒါနတ်ဆိုးလက်ချစ်ပဲလို့ရွာသားတွေကချင်းချင်းကောက်ချစ်ချကြပါတယ်တနေ့မှာတော့ဒီကြောက်တရားနင်္ဂါဆိုတဲ့အမျိုးသမီးငယ်လေးစီရောက်ရှိလာပါတယ်နင်္ဂါအစားအနာမရှိပဲပျောက်ဆုံးသွားခဲ့ပါတယ်သူမရဲ့ဖက်နှက်ကိုမြေကန်နှဖူးမှာတွေ့ခဲ့ရရင်သူမရဲ့ရုပ်အလောင်းကိုလည်းရှာမတွေ့ခဲ့ပါဘူး။ဒီလိုလုံးကနင်္ဂါကိုမျက်နှာစိုးကခေါက်သွားပြီလို့ပဲယုံကြည်ပြီးလက်လျှော့လိုက်ကြပါတယ်။ဘသူမှလိုက်မစားရဲကြသလိုရွာလူကြီးလီယန်ကိုရိုင်းကလည်းမြုပ်ကွယ်ပြူထားခဲ့ပါတယ်။ဒါပေမဲ့ဒါကိုမယုံကြည်တဲ့လူတစ်ယောက်ရှိပါတယ်။သူကတော့နင်္ဂါရဲ့အတော်မူးမှာပဲ။မုံကတူမှလည်းအသက်ရှင်နေသေးတယ်။ဒါမှမဟုတ်ရင်လည်းဒီဖြစ်ရတွေရဲ့နောက်ွယ်မှာရုပ်တိရှိတဲ့ရှိပြချက်တစ်ခုရှိရမယ်လို့အခိုင်အမာယုံကြည်နေပါတယ်။ရွာသားတွေကမကူညီတဲ့အတွက်မုံကမြို့ကပုဂ္ဂလိကဆွန်တော်တရားဖြစ်တဲ့ဒီတစ်တက်ကင်ကိုအကူအညီတောင်းခဲ့ပါတယ်။ရင်းနေငယ်ကြမှာကင်ရရွာကိုရောက်လာပါတယ်။စုံစမ်းစစ်ဆေးမှုရဲ့ပထမခြေလှမ်းကိုနင်္ဂါရဲ့အိမ်မှာစတင်ပါတယ်။အဲဒီမှာကင်ရနင်္ဂါရဲ့ဖိုက်ခင်ပီယာနဲ့တွေ့ပါတယ်။တမီးဖြစ်သူကိုနောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကျမေးတဲ့အခါပီယာရဲ့တုံ့ပြန်မှုကတုံ့လုံးစရာပါ။စိတ်ပူမဲ့စားပီယာကခနဲ့တဲ့ပြောဆိုပါတယ်။အလောင်းကိုရှာမတွေ့တဲ့အတွက်နင်္ဂါဟာတခြားယောက်ျားတစ်ယောက်နဲ့နောက်ယောက်ကလိုက်ပြီးတာဖြစ်နိုင်တယ်လို့သူကတနည်းရှိနေပါတယ်။ဒါကြတော့မုံကဒေါသထက်သွားပြီးမစိတ်ကိုထိန်းလိုက်ရပါတယ်။ပြီးနောက်မုံကကင်ကိုနင်္ဂါရဲ့အခန်းထဲကိုလိုက်ပြပါတယ်။ခန်းကအပေါ်ရန်ကြည့်တသက်ရက်ရှိပြီးမြကင်ရဲ့ဆူရှာတဲ့မျက်လုံးတွေကထူးဆန်းတဲ့တခုတွေ့သွားပါတယ်။ကျမ်းမြေမှာပန်းအိုးကွဲစားရရှိနေတာပါ။နင်္ဂါဟာအချုပ်တဲ့တယောက်ဖြစ်ပြီးပန်းအိုးဆူဆောင်းတဲ့ဝါသနာမရှိလို့မုံကရှင်းပြပါတယ်။ဒါဆိုရင်ဒီစိမ့်နေတဲ့ပန်းအိုးကွဲစားတွေကဘဲကရောက်လာလဲ။ကင်ကမချသေးခင်ကထူးဆန်းတဲ့ဖြစ်ရတူရှိခဲ့လားလို့မေးပါတယ်။မုံကတခုသတိရသွားပါတယ်။လုံခမ်းရဲ့ရက်အနေငယ်ကတခုတည်းအိမ်ထဲဝင်ခဲ့ပါတယ်။နင်္ဂါကသူ့ကိုမိသားပြီးပြန်ခုခံခဲ့လို့တခိုးရဲ့လက်မှာတန်ရသွားပါတယ်။ဒါပေမဲ့ဘာမှအခုမခံခဲ့ရတဲ့အတွက်အမှုမဖွင့်ဖြစ်ခဲ့ပါဘူး။ကင်ကတာကိုမှတ်သားထားလိုက်ပါတယ်။မအာမီနဲ့တခိုးလှုပ်ဝက်ဆန်းပြတဲ့ပန်းအုပ်ကွဲစားယူနဲ့ကျူးမဆိုင်တဲ့ဖက်ခင်ဖြစ်သူ။ဒါတာမန်လူပြမှုမဟုတ်ပါဘူး။အိမ်ထဲကတဲလွန်စားတွေကဘာမှထူးမလာတဲ့အတွက်ကင်ရနကပျောက်ဆုံးသွားတဲ့နေရာဖြစ်တဲ့မြစ်အနီးကတောအုပ်ထဲကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။နင်္ဂါရဲ့ဖက်နှက်တွေ့တဲ့နေရာမှာကင်ကတဲလွန်စားတကူတွေ့ပါတယ်။အဲ့ဒါကတော့ထူးဆန်းတဲ့အပင်တစ်မျိုးရဲ့အစိပ်ပါ။ကင်ကအဲ့ဒီအစိတ်ကိုယောဂနတ်ဆရာကြီးယူသွားပြီးမေးကြည့်ပါတယ်။အဲ့ဒီအပင်ကမူရဲစေတဲ့ဒါမှမဟုတ်ထုံစေးအာနိသင်ရှိတဲ့အပင်ဖြစ်တယ်လို့နတ်ဆရာကရှင်းပြပါတယ်။ဒါပေမဲ့နတ်ဆရာကသတိပစ္စည်းတစ်ခုလည်းပေးခဲ့ပါတယ်။နင်္ဂါကိုလူတွေဖမ်းသွားတာလို့ကင်ကယုံကြည်နေရင်တော့ကင်ကြီးကျယ်မှားသွားလိမ့်မယ်။ဒါခေါင်းပြတ်နှက်ဆိုရဲ့လက်ချစ်ဖြစ်တာကိုတရားလုံးသိကြတယ်။မကြခင်မှာလည်းသူမရဲ့အလောင်းကပေါ်လာလိမ့်မယ်လို့ဆိုပါတယ်။ရုပ်တိရှိရှိစဉ်းစားတတ်တဲ့ကင်ကတော့ဒီရွာမှာတခုခုကိုဖုံးကွယ်ထားကြရလို့ခံစားမိပါတယ်။ကင်နန်းဆရာစီကထွက်လာတော့မုံကသူ့နောက်ကိုတိတိစိတ်လိမ့်လာတာကိုသိလိုက်ရပါတယ်။မုံကနင်္ဂါဟာသူမအတွက်ဘလောက်ရေးပါကြောင်းပြောပြပါတယ်။နင်္ဂါငယ်လေးကလေးကအမေဖြစ်သူဆုံးပစ်သွားခဲ့ပြီးအဖေဖြစ်သူပီယာကလည်းနင်္ဂါကိုတမီးရင်လို့ဘယ်တော့မှအသိမှန်ပြုခဲ့ပါဘူး။မွန်းတယောက်ပဲနင်္ဂါကိုမေတ္တာနဲ့ပြုစုပူထောင်ခဲ့ပါတယ်။ဒါပေမဲ့မွန်းရဲ့အမျိုးသားကနင်္ဂါကိုစောင့်ရှောက်တာကိုမကြိုက်ပဲသူမလေးအပေါ်ပဲအာယုံစိုက်နေကွာရှင်းမယ်လို့ရှင်းကြောက်ခဲ့ပါတယ်။အဲဒါကြောင့်မွန်းကနင်္ဂါကိုထားခဲ့ပြီးထွက်သွားခဲ့ရပါတယ်။နှစ်တွေကြာပြီးနောက်မုံကခင်ပွန်းနဲ့လမ်းခွဲခဲ့ပြီးနင်္ဂါအပေါ်ထားခဲ့တဲ့အမှားအအတွက်ပြန်လည်ပစ်ဆက်ဖို့ရွာကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့ပြန်ဆောင်ပြီးရဲ့နေငယ်ကြာမှာပဲနင်္ဂါကပဟိဆန်စာပျောက်ဆုံးသွားခဲ့တာပါ။သူမတ်တာထွက်မသွားခဲ့ရင်နင်္ဂါဘေးကင်းမှာပဲလို့မုံကနောင်တရင်းယူကြုံမိရဖြစ်နေပါတယ်။မုံရဲ့ရိုးသားမှုနဲ့နောင်တတွေကိုကြားလိုက်ရတဲ့ကင်ကမုံကိုစုံစမ်းစစ်ဆေးရမှာပေါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ညရောက်လာတဲ့အခါကောင်းပြတ်နှက်ဆိုရဲ့အကြောက်တရားကိုရွာကိုရှောက်ရှားစရာနေရာတစ်ခုပြပြောင်းလဲလိုက်ပါတယ်။ရွာသားအလုံးတကားတွေကိုလုံအောင်ပိတ်ပြီးနတ်ဆရာပေးထားတဲ့အကာအကွယ်လက်ဖွဲ့တွေကိုအိမ်ရှိမှရှိတ်ထားကြပါတယ်။ဘယ်သူမှအပြင်မထွက်ရကြပါဘူး။ရွာမှာတဲကုန်နေတဲ့ကင်လေဒီကြောက်စရာကောင်းတဲ့လေတူကိုခံစားနေရပါတယ်။တွေးပြောသွားတဲ့အခါမှာအိမ်မက်ဆိုးတစ်ခုမှတ်ပါတယ်။အိမ်မက်တရသူပါမျက်နှာမှာရက်နေပြီးရေထဲမှာမျောနေတဲ့နင်္ဂါရဲ့ပြက်နေတဲ့ခေါင်းကိုမြင်လိုက်ရပါတယ်။ကြောက်စရာကောင်းတာကအဲ့ဒီတောင်ရဲ့မျက်လုံးတွေကပွင့်နေပြီးဗစက်ကကင်ကိုကယ်ဖို့အော်ဟစ်နေရပါ။ကင်လက်နိုးလာပြီးရွှေစီပြင်နေပါတယ်။ဒါတာမန်အိမ်မက်လား။ဒါမှမဟုတ်နင်္ဂါရဲ့ဝိညာဉ်ကပေးတဲ့တဲလွန်စားလားဆိုတော့သူမဝေခွဲနိုင်ပါဘူး။မနေ့လင်းတဲ့အခါကင်းနဲ့မုံတို့ရွာထဲမှာတဲလွန်စားထပ်ရှာကြပါတယ်။နောက်တော့ထိတ်လန့်စရာသတင်းအသက်တစ်ခုသိလိုက်ရပါတယ်။နင်္ဂါပျောက်ဆုံးသွားတဲ့နေ့ကသူမဟာရွာလူကြီးရဲ့သမီးကျူရဲနဲ့အကြီးကျယ်စကားများခဲ့တာကိုမြင်လိုက်တဲ့သူရှိပါတယ်
ကင်းနဲ့မွန်တို့ကျွေးစီသွားမိတဲ့အခါကျွေးကဒါတာမကိစ္စလေးပါလို့ညင်းပါတယ်နင်ကာကသူမမထားတဲ့အထက်အရာကိုမှားလို့မိလို့သူမကပတ်စံမပေးတာကြောင့်နင်ကာကကျွေးနဲ့ဆစ်ဆက်ထားသူတက်စီကနေပတ်စံသွားတောင်းမယ်လို့တရက်ကြီးပြောခဲ့လို့ဆိုပါတယ်ဒါကြောင့်နင်ကာဟာတက်စီကိုသွားတာဖြစ်နေပါတယ်ကင်ကတက်အကြောင်းစုံစမ်းကြည့်တဲ့အခါသူဟာပန်းအိုးနဲ့ပကံတွေလောက်တဲ့ဦးလုံးငန်းရှင်တယောက်ဖြစ်တယ်ဆိုတာကိုတွေ့လိုက်ရပါတယ်ဒီအချစ်ကနင်ကာရဲ့အခန်းထဲမှာသူတွေ့ခဲ့တဲ့ထူးဆန်းတဲ့ပန်းအိုးကွဲစားတွေကိုသိရစေပါတယ်အဲဒီပန်းဝါတက်လောက်ထားတာဖြစ်ဖို့များပါတယ်အခုတော့တန်တရားတွေကတက်စီကိုပြီးသွားနေပါပြီကင်းနဲ့မွန်တို့တဲ့ရဲ့အိမ်ကိုသွားပေမဲ့အိမ်ကလူမရှိဘဲတိတ်ဆိတ်ရှောက်ရှားနေပါတယ်ဝန်းကြောက်နေရကြောက်ကင်းကသူ့မောက်ကိုအပြင်မှာစောင့်ခိုင်းပြီးအလုံးယုံတဲ့ကိုတယောက်တည်းဝင်သွားပါတယ်အထဲမှာကင်းရခေါင်းပြနှက်ဆိုးကငကားကိုရိုက်နှက်နေတဲ့ပုံရိပ်ကိုရုတ်တရက်မြင်လိုက်ရပေမဲ့အဲဒီပုံရိပ်ကအချင်းချင်းပြောက်ကွယ်သွားပါတယ်အလုံးယုံနောက်ဘက်ကအတန်ကြောလို့ကြည့်ရတဲ့အခါမှာတက်နဲ့ထိတ်ထိတ်တွေ့ပါတယ်ကင်းကတက်ကိုနင်ကပျောက်ဆုံးမှုနောက်ကွယ်မှာရှိနေရလို့ဆွဆွဲပြီးသူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုမေးမြန်းပါတယ်အကြံရိုက်သွားတဲ့တက်ကသူနင်ကာကိုတကယ်ချစ်ကြောင်းနဲ့ကျွေးနဲ့ဆက်ဆက်ထားတာကိုဖြစ်ပြီးနင်ကာကိုယူဖို့ရွေထားကြောင်းဝန်ခံလိုက်ပါတယ်။ဒါပေမဲ့သူတို့အချစ်ကိုရွာလူကြီးမိသားစုကတိသွားတဲ့အခါစိတ်ဆက်ပွဲဖြစ်ရင်နင်ကာရဲ့သူ့ဘဝကိုပါဖြစ်စီပြစ်မယ်လို့ရှင်းလျှောက်ခဲ့ကြပါတယ်။ဒါကိုကြတော့ရွာလူကြီးမိသားစုကသူတို့ရဲ့ဂုဏ်သိက္ခာကိုကာဝယ်ဖို့နင်ကာကိုဖျောက်ပစ်လိုက်တာဖြစ်နိုင်တယ်လို့ကင်းကကောက်ချက်ချပါတယ်။ဒါကြောင့်ရွာလူကြီးလီယန်စနီးဖြစ်သူဘီယွန်နဲ့တမိကျွေးတို့ကိုပြန်လည်စစ်ဆေးပါတယ်။သူတို့ကတက်ကိုတော်ထွက်တာမှန်ရင်မဲ့နင်ကာကိုဘာမှမလုပ်ခဲ့ဘူးလို့ညင်းဆိုကြပါတယ်။အဲဒီအစားကျွေးကထိတ်လန့်စရာချစ်တခုပြောပြပါတယ်။တက်ကလိန်နေတာပါတဲ့။သူကနင်ကာကိုချစ်လို့ယူလို့မဟုတ်ပဲနင်ကာမှာသူ့ကိုယ်မရှိနေတာသိသွားလို့ပြာခတ်နေတာလို့ဆိုပါတယ်။ဒီအချစ်ကအရာအလုံးကိုပြောင်းလဲသွားစေပါတယ်။အခုဆိုရင်လူတက်ဖို့အကြောင်းပြချက်ကအလုံးမရှိနေပါပြီ။နင်ကာကသူ့ကိုယ်ဝင်တဲ့သူ့အရွှေထုတ်တွေကိုဖော်မှကြောက်လို့တက်ကတတ်တာလား။ဒါမှမဟုတ်စစ်တပ်ဘပြက်မှကြောက်တဲ့ရွာလူကြီးမိသားစုကတတ်တာလားဒါပေမဲ့ဒါတွေအလုံးကယူဆချက်တွေပဲဖြစ်ပြီးတစ်တည်ထောက်တာမရှိပါဘူးအဲ့ဒီအချိန်မှာကင်းကမင်းနေတဲ့တဲလုံစားတစ်ခုသတိရသွားပါတယ်အဲ့ဒါကတော့တခိုးပါပဲနင်ကပြောဆုံးမသွားခင်ရဲ့အနေငယ်ကအိတ်ထဲဝင်ပြီးနင်ကနဲ့တပ်ပုံရင်လက်မှတန်ရသွားတဲ့တခိုးကင်းကတွေးကြည့်ပါတယ်တက်ကသူပေးထားတဲ့ပန်းအိုးကိုပြန်ယူဖို့တခိုးကိုခိုင်းတာလားဒါမှမဟုတ်ရွာလူကြီးမိသားစုကလူသမားကိုတခိုးအယောင်ဆောင်လုပ်ပြီးလှော့လိုက်တာလားအမှန်တည်းတော့ချက်ကလက်မှဒဏ်ရာရှိတဲ့အဲ့ဒီတခိုးပါပဲကင်းနဲ့မုံလို့ရှာဖွေရမှာတော့ရွာပြင်မှာနေထိုင်တဲ့တွန်းဆိုတဲ့တခိုးကိုရှာတွေ့ပါတယ်သူ့လက်မှာဒဏ်ရာအသက်ရှိနေပြီးသူ့စီမှာနင်ကာရဲ့လက်ကောက်ကိုလည်းတွေ့ရပါတယ်ဒါပေမဲ့တုံကနင်ကာကိုတတ်ဖို့ဘသူမှခိုင်းတာမဟုတ်ပဲပတ်စံလို့ခိုးရပါလို့ညင်းပါတယ်ဒါပေမဲ့သူကအရေးကြီးတဲ့တင်းတစ်ခုပေးပါတယ်အဲ့ဒီညကသူထပ်ပေးလာတဲ့အချိန်မှာရွာလူကြီးကတော့ပီယိုနဲ့နင်ကာရဲ့ဖေဖေပီယာတို့တိတ်ဆိတ်တွေ့နေကြတာကိုမြင်ခဲ့တာပါတကယ်တော့ပီယာနဲ့ဘီဟွန်တို့ဟာဖောက်ပြန်နေကြတာဖြစ်ပြီးအဲ့ဒီညနင်ကာကဒါကိုမိသွားခဲ့တာဖြစ်ပါတယ်အခုတန်တရားကဘီယွန်စီပြောင်းသွားပါတယ်ဒါပေမဲ့ဘီယွန်ကသူမနင်ကာကိုအဲ့ဒီညတွေ့ပြီးတက်နဲ့ဝဝိနေဖို့ရှေ့လျှောက်ခဲ့တာပဲရှိတယ်လို့ဆိုပါတယ်နောက်ထပ်မြင့်မြင့်တက်တည်းရဲ့အဆိုအရနင်ကာဟာကျူရဲနဲ့တော်ရဲမှာတွေ့ခဲ့သေးတယ်လို့သိရပါတယ်ကင်ကကျူရဲကိုဖိအားပေးအမြဲတဲ့အခါမှာကျူရဲကအကုန်ဝင်ခံပါတော့တယ်တော်ရဲမှာသူ့စကားများကြရုံရင်းဆန်ကဖြစ်ကနင်ကလဲကျတော်ပြီးမြစ်ထက်ကကြောက်ခွဲနဲ့ကောင်းဆောင်မိသွားပါတယ်နင်ကမလုံမချစ်ဖြစ်သွားတာကိုမြင်တော့တေးပြီးအမတ်နဲ့ကျူရဲကြောက်ပြီးထွက်ပြေးခဲ့ပါတယ်ဒါပေမဲ့အလောင်းကိုတော့သူမရွှေ့ခဲ့ပါဘူးအမှုကပြတ်သွားသလိုပါပဲဂျယ်ရီကကျူရဲကိုဖမ်းသွားပါတယ်ဒါပေမဲ့ကင်းရဲ့စိတ်ထဲမှာတော့နင်ကားရဲ့အလောင်းကဘယ်ရောက်သွားလဲဆိုတာကိုမေးခွန်းထုတ်နေတော့မှာပဲအဲ့ဒီညမှာကင်ဒီယာရဲ့ထမင်းစားနေုံထူးဆန်းတဲ့အငွေအသက်ကိုခန်းစားလိုက်ရပါတယ်သူလှည့်ကြည့်လိုက်တော့သူ့ရှေ့မှာခေါင်းပြတ်နှက်ဆိုတာရပ်နေပါတယ်ပိုကြောက်စရာကောင်းတာကအဲ့ဒီတော်ဟာနင်ကားရဲ့ပြက်နေတဲ့ခေါင်းကိုင်ပြီးကင်ရှေ့မှာတင်စားပြနေရပါဒါအိမ်မဲမဟုတ်ပါဘူးကင်အော်လိုက်တဲ့အခါအနားကရဲရီရောက်လာပြီးကဲလိုက်ပါတယ်ဒါပေမဲ့ရဲတွေဝင်လာတဲ့အချိန်မှာနောက်ဆိုးကပျောက်သွားပါတယ်ဒါထင်အောင်ထင်မှမဟုတ်ပဲတကယ်ရှိနေတဲ့နှက်ဆိုးပဲလို့ကင်ယုံကြည်သွားပါတယ်ကင်းကအဲ့ဒီနတ်ဆွေတမိုင်းကိုစုံစမ်းခိုင်းပါတယ်။ရွာရဲ့မတ်တဟောင်းကြီးကလွန်ခဲ့တဲ့အနှစ်30ကရွာသားတွေကမိသားစုတစု14ယောက်ကိုသက်စာဖောက်လို့ဆိုပြီးကောင်းပြတ်တက်ခဲ့ပူပါတယ်။အဲ့ဒီဝိညာဉ်တွေပေါင်းစည်းပြီးကောင်းပြတ်နတ်ဆိုဖြစ်လာတယ်လို့ယူဆကြပါတယ်။ဒါပေမဲ့ထူးဆန်းတာကဒီဒဏ္ဍာရီကနှစ်30ရှိပြီဖြစ်ပေမဲ့လူသက်မှုတွေကလွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကမှဘာလို့ပြန်ဆက်လာတာလဲ။ပြီးတော့ဘာလို့ကင်ကိုမှပြတ်မှတ်ထားရလဲ။အဲ့ဒီအချိန်မှာရွာလူကြီးအိမ်မှာဘီယွန်ကပြာခတ်နေပါတယ်။သူမကနင်ကာကိုတော့ဖို့လူငှားခဲ့တာဖြစ်ကြောင်းပေါ်လာပါတယ်။အမှန်ကတော့ကျူရဲကနင်ကာကိုတွန်းလှဲပြီးထွက်ပြေးသွားချိန်မှာဘီဟွန်းရဲ့အစီကံကမြင်သွားပြီးဘီဟွန်းကိုပြောပြပါတယ်။ဘီဟွန်းကဒါအခွင့်ကောင်းယူပြီးနင်ကာကိုပြည်တိုင်ဖျောက်ဖြစ်ဖို့တခိုးတုံငှားပြီးတက်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့တုံကကောက်ကျစ်ပါတယ်။သူကနင်ကာကိုမတက်ပဲတနေရာမှာဖမ်းထားပြီးဘီဟွန်းစီကနေငွေညစ်နေကြတာပါ။ကင်းနဲ့မွန်းတို့ကတုံတော့ကိုတိတ်ဆိတ်လိုက်သားပြီးနင်ကာကိုတက်ဖို့ပြင်နေတဲ့ဘီဟွန်းကိုလက်ထက်ကငကားကိုချိန်မှန်ကဲလို့နိုင်ခဲ့ပါတယ်။နောက်နေ့မှာတော့လှုပ်ဝဲစစ်တဲ့အားလုံးပေါ်သွားပါတယ်။ဗီယွန်အဖမ်းခံရပြီးနင်ကာနဲ့တက်တို့ပြန်ဆုံစည်းသွားကြပါတယ်
ဒါပေမဲ့ကင်းအတွက်သူမြင်ခဲ့တဲ့နတ်ဆုကဘာလဲဆိုတာမေးခွန်းရှိနေတော့မှာကင်းပြန်ကနီးမှာမုံကပြောတဲ့စကားတစ်ခုအဖြေဖြစ်သွားပါတယ်။ဂျာသားတွေကနတ်ဆရာပေးတဲ့အကာအကွယ်ဆေးကိုတောက်ကြပေမဲ့မုံကတော့မတောက်ခဲ့ပါဘူး။ဒါပေမဲ့သူကကင်းကိုစိတ်ပူလို့ကင်းရဲ့အစားအစာထဲမှာအဲ့ဒီဆေးတွေကိုခိုးထည့်ပေးခဲ့တာပါ။ကင်းကအဲ့ဒီဆေးကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ဒါအကာအကွယ်ဆေးမဟုတ်ပဲကင်းအရင်ကရှာတွေ့ခဲ့တဲ့အပင်အစိတ်ကနေလှုပ်ထားတဲ့စိတ်ကြဆေးထျောင်တင်မပစ္စည်းရဲ့ဆေးဖြစ်နေအောင်တွေ့လိုက်ရပါတယ်။တကယ်တော့ကောင်းပြတ်နတ်ဆိုးဆိုတာမရှိပါဘူး။ဂျာသားတွေကနတ်ဆရာရဲ့ဆေးကက်တာကိုခံရရလို့အားလုံးကနတ်ဆိုးကိုမြင်နေကြတာပါ။အဲ့ဒီနတ်ဆရာလွန်ခဲ့တဲ့နှစ်30ကအသက်ခံခဲ့ရတဲ့မိသားစုတွေကလွတ်မြောက်သွားတဲ့15ရောက်မြောက်ကလေးငယ်ဖြစ်ပါတယ်။သူကဂလဲစားရွှေဖို့ရွာကိုပြန်လာပြီးရွာသားတွေကိုစိတ်ကက်ကကြောင်းနဲ့အလုပ်လာတာပါ။ပြီးတော့သူတက်ချင်တဲ့သူတွေကိုကောင်းဖြတ်တက်ပြီးနတ်ဆိုးလေးချစ်လို့ပုံချခဲ့ရဖြစ်ပါတယ်။ကင်တို့နတ်ဆရာနဲ့တဲကိုသွားတဲ့အခါမှာတော့နတ်ဆရာကထွပြေးလွတ်မြောက်သွားပါပြီ။ဇကားဟာကင်တယောက်ရွာကိုဖြစ်စီခဲ့တဲ့တကယ်နတ်ဆိုးပါတခြားကဘာကတူမဟုတ်ပဲဂလဲစားခြေလိုတဲ့လူသားဖြစ်တယ်ဆိုတာကိုနားလည်သွားရင်ပြီးဆုံးသွားပါတော့တယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ